ဆိုတော့ကျွန်တော်တို့သင်္ချာစာအုပ်ရဲ့ chapter number 1ကိုသွားမယ်ဒီမှာရေးထားတာက complex number လို့ခေါ်တယ်ကျွန်တော်တို့ complex number ဆိုတာဘာလဲမသွားခင်မှာကျွန်တော်တို့ကနေပြီးတော့စိတ်ကူးရင်ကိန်းအကြောင်းကျွန်တော်တို့အရင်သင်ဖို့လိုမယ်စိတ်ကူးရင်ကိန်းဆိုတာကတော့သူ့နာမည်အတိုင်းပဲတကယ်မရှိတဲ့စိတ်ကူးရင်ကိန်းစိတ်ကူးရင်ကိန်းဒီ imaginary number လို့ခေါ်တဲ့ i ကဘယ်ကစပေါ်လာလဲလို့ပြောရမယ်ဆိုရင်ကျွန်တော်တို့1500ပြည့်နှစ်လောက်တုန်းကကျွန်တော်တို့အီတာလီယန်သင်္ချာပညာရှင်တွေကဒီမှာကျွန်တော်တို့တွေ cubic equation တွေရှင်းတဲ့အချိန်မှာ square root of minus တခုခုပေါ့ဗျာဒီပု္ပ္ပာအဖြေတွေရတယ်ပြောရင်တော့ x square equal minus 1တို့ x square equal minus 2ဒီလိုမျိုး x square နဲ့ minus high နဲ့ထွက်မယ်လို့ထွက်လာခဲ့တဲ့အဖြေရှိလာတယ်ဆိုဒီကောင်တွေကိုကျွန်တော်တို့ကအဖြေရှာလို့ရမလားဆိုတော့မရဘူးဘာလို့မရလဲဆိုတော့ကျွန်တော် square root ဆိုတာကအခါနှစ်ခါမြောက်ထားတာခေါ်ရမလားသင်္ချာသဘောတရားရမှာကအနှုတ်နှစ်ခါမြောက်ရင်အပေါင်းရတယ်ဆိုတော့ကျွန်တော်တို့ကအနှုတ်နှစ်ခါမြောက်ရင်အနှုတ်မရဘူးဒီအတွက်ကြောင့်ကျွန်တော်တို့က square root of minus ဆိုတဲ့ number တွေကနေပြီးတော့အဖြေလုံးဝမရှိလားဟုတ်ပြီနော်ထားပါတော့ဒီကျွန်တော်တို့ x square equal minus 1 x square equal minus 2ဒီလိုမျိုးဟာတွေရလာတယ်ရတော့သူတို့ပညာရှင်တွေကနေပြီးတော့ဒါတွေကဟာဒါအဓိပ္ပာယ်မရှိတဲ့အဖြေပဲဆိုပြီးကျွန်တော်နှစ်30လောက်ခဏလောက်မိထားလိုက်သူတို့ဒါမဲ့နောက်ထပ်တစ်ယောက်ထပ်ပေါ်လာတာကကျွန်တော်တို့အီတာလီယန်သင်္ချာပညာရှင်ကာဒါနိုလို့ခေါ်တဲ့ပညာရှင်ကနေပြီးတော့ကျွန်တော်တို့ cubic equation တွေရှင်းတဲ့အချိန်မှာ1545မှာပေါ့ဒီသူကနေပြီးတော့ဒီစာတန်းတစ်ခုရေးခဲ့တယ်ပေါ့ဒီကျွန်တော်တို့ minus number တွေ square root of minus number တွေနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့သူအဖြေရှာမတွေ့ခဲ့ဘူးအဲ့မှာကျွန်တော်ဘုံဘေလီလို့ခေါ်တဲ့ပညာရှင်တယောက်ကနေပြီးတော့1582မှာဒီကျွန်တော်တို့ imaginary i လို့ခေါ်တဲ့ number လေးကိုသူကစပြီးတော့တွေးရှိလာတယ်ဒါပေမဲ့သူလည်းအဓိကတော့စာအုပ်ကြီးကြီးမရေးခဲ့ဘူးနောက်ပိုင်း1900ပြည့်နှစ်လောက်မှာကျွန်တော်တို့ကဒီဆွစ်ဇာလန်ကမတ်သပညာရှင်တွေက i ဆိုတဲ့တန်ဖိုးကိုသူတို့ရှာတွေ့သွားခဲ့တယ်ရှာတွေ့တာမဟုတ်ဘူးပေါ့ဗျာတီထွင်ခဲ့တာပေါ့ i ဆိုတာက square root of minus 1လို့သူတို့သတ်မှတ်လိုက်တယ်ဒီ i ဆိုတာကတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော် i ဆိုတာက imaginary ကိုခေါ်ပါတယ်ဆိုတော့ imaginary number i ကတော့ i ရဲ့တန်ဖိုးကတော့ square root of minus 1ပါကျွန်တော်တို့အပေါ်ဟာပြင်သွားမယ်ဆိုရင် complex number ဆိုတာဘာလဲဆိုတဲ့ကိစ္စကြတော့ကျွန်တော်တို့ imaginary number နဲ့ real number ပေါင်းထားတာကို complex number လို့ခေါ်ပါတယ်ကျွန်တော် real number ဆိုတာကိန်းစစ်ပါကိန်းစစ်တွေကတော့ကျွန်တော်1 2 3 4 5 6 9 10ပေါ့ဒီလိုကိန်းတွေနဲ့ကျွန်တော်တို့ imaginary number အတွဲနဲ့ပေါင်းထားတာကိုကျွန်တော်တို့ complex number လို့ခေါ်ပါတယ်ကျွန်တော် i ရဲ့တန်ဖိုးက square root of minus 1ဆိုတော့ i square ကိုဆိုရင်ဘာဖြစ်မလဲ i square equal minus 1ဖြစ်ပါမယ် okay ကျွန်တော်တို့ဖတ်ဆောင်မှာပေးထားတဲ့ဟာကိုတွက်ကြည့်မယ် a square equal minus 4ဟုတ်ပြီနော်ကျွန်တော်တို့ကနေပြီးတော့ဒီဘက်က square ကိုပြောက်ဟိုဘက်ကိုပို့ခြင်းနဲ့ h ကတန်ဖိုးလိုချင်တယ်ဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်အောင်ကျွန်တော်ခုနပြောခဲ့တဲ့လိုမျိုးပဲကျွန်တော် minus တွေကို square root တင်လိုက်ရင်အဖြေမထွက်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ i ဆိုတာပေါ်လာတာပါကျွန်တော်ပြောခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့အဲ့မှာကျွန်တော်တို့က i ကိုဘယ်လိုခေါ်ထုတ်မလဲဆိုတော့ a square equal minus 4ဆိုတော့ minus 4ဆိုတဲ့ဟာကဘယ်လိုတူလဲဆိုတော့ minus 4ဆိုတဲ့အရာကဘာနဲ့တူလဲလို့ပြောရရင်4အမြောက် minus 1နဲ့တူပါတယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော် h equal square 4 square root တင်ဘာရမလဲဆိုတော့ plus or minus 2ရပါတယ်ကျွန်တော်အပေါင်း2ကိုမြောက်အပေါင်း2ကို2ခါမြောက်အနှုတ်2ကို2ခါမြောက်4ရပါတယ်2နဲ့မြောက်ရင်4ပါအနှုတ်2နဲ့အနှုတ်2နဲ့မြောက်ရင်လည်း4ပါအနှုတ်2ခါမြောက်ရင်အပေါင်းပါဟုတ်ပြီနော်ဒီဘက်က i ကိုကြတော့ကျွန်တော်ကဒီဘက်က1ကိုကြကျွန်တော် square root တင်မယ် square root of minus 1ဆိုတော့ကျွန်တော် h ရဲ့အဖြေက2ခုထွက်လာမယ်ဆိုတော့ h equal plus 2ဒီ square root of minus 1ကဘာလဲဆိုတော့ i မှာ i ရဲ့တန်ဖိုးက square root of minus 1ပါဆိုတော့ 2i နဲ့ h equal minus 2i နှစ်ခုရပါတယ်ဆိုတော့ကျွန်တော်ရှင်းပြီလားမသိဘူးဒါကကျွန်တော် i ကိုအစားထိုးပြီးတော့ကျွန်တော်တွက်နီးပေါ့အဲ့မှာတီးဖို့ကကျွန်တော်တို့ i ဆိုတဲ့တန်ဖိုးကတော့ square root of minus 1ဖြစ်ပါတယ်
I square ဆိုရင် minus 1ရပါတယ်ဒါကကျွန်တော်တို့တွေဒီ chapter 1ရဲ့ imaginary number ကို I ကိုတွက်နည်းပါ I ဆိုတာဘာလဲဆိုတာပါ example 1ကပေးထားတဲ့ပုံစံက a square minus 6x plus 10 equal 0ဒီကောင်ရှာရမယ်ဆိုကျွန်တော်တို့အနေနဲ့ဘယ်လိုပြန်လုပ်မလဲကျွန်တော်ခုနလိုမျိုးပဲအရင်ဆုံးဒီဘက်က equation ကိုရှင်းမယ်ကျွန်တော်တို့ကဘယ်လိုရှင်းမလဲဆိုတော့ a square minus 6x plus 10ဆိုတာက9 plus 1 equal 0အမှပြန်ရေးမယ် a square minus 6x plus 9 equal minus 1ဟုတ်ပြီ x minus 3တကွင်း x minus 3တကွင်းရတယ် equal minus 1ဟုတ်ပြီနော် x minus 3 the whole square equal minus 1ဆိုတော့ဒီမှာကျွန်တော်တို့က x minus 3ဆိုရယ်ဒီ square root ကိုဟိုဘက်ပို့တော့ဒီ square ဟိုဘက်ပို့တော့ square root ဖြစ်တယ်ဆိုတော့အမှ x minus 3 equal square root of 1 square root of 1ကဘာရ square root of 1က square root of minus 1က I မှာဆိုတော့ x equal 3 plus I ဒီမှာကြံရတာတစ်ခုရှိတယ်ဒါနည်းနည်းလှည့်ထားတာပေါ့နော်ကျွန်တော်တို့က square root တင်မယ်ဆိုရင်အမြဲတမ်း plus or minus ကအရှိမပါအောင်ဘာမှရပါမယ်ကျွန်တော်တို့က plus နှစ်ခုမြောက်ရင်လည်းဒီဟာမလို့ကျွန်တော်တို့အနှုတ်နှစ်ခုမြောက်ရင်လည်းဒါမလို့ဆိုတော့ကျွန်တော်တို့ကနေပြီးတော့ဒီမှာက x က plus or minus ရပါတယ်ဆိုတော့ကျွန်တော် x ရဲ့အဖြေက x equal 3 plus I ရဲ့ x equal 3 minus I ရပါမယ်ဒါကကျွန်တော် example 1ရဲ့အဖြေပါကျွန်တော်နောက်ထပ် example တွေကိုနောက်ထပ်ပုံစံတွေကိုကိုယ့်ဘာကိုတွက်ကြည့်ကြပါဒီ exercise 1.1 မှာကျွန်တော်တို့ကအပိုင်း၃ပိုင်းပါတယ်မသုံးအပိုင်းမှာကျွန်တော်တို့ကဘာမှလည်းဒုတိယပိုင်းနဲ့က question ပုံစံတူတူပဲဆိုကျွန်တော်နံပါတ် A ကိုကျွန်တော်ရှင်းမှတ်ထားတယ်နံပါတ် B C D ကိုယ့်ဘာကိုတွက်ပါနံပါတ်2ရဲ့ A ရဲ့ B ရဲ့လည်းကိုယ့်ဘာကိုတွက်ပါပုံစံတူတူပါပဲအကုန်လုံးကပြီးတော့နံပါတ်3ကျတော့ကျွန်တော်တို့တွေနည်းနည်းခတ်သွားပြီနံပါတ်3ကမေးထားလဲဆိုတော့ find the value of I power n for every positive integer n ဆိုတော့ဒီကောကိုကျွန်တော်ဘာပြန်ကြည့်မယ်ဆိုရင် I power n ရဲ့တန်ဖိုးကိုရှာပါ n ဆိုတာအပေါင်းကိန်းဖြစ်နေရပါမယ်ဟုတ်ပြီနော်ဒီကောကိုကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒီလိုလာပါတယ် I ဆိုတာကတော့ကျွန်တော်သိတဲ့အတိုင်းပဲ square root of minus 1ပါဆိုတော့ I square ဆိုရင်ဘာရမလဲကျွန်တော် minus 1 square root of minus 1နဲ့ square root of minus 1နဲ့မြောက်ရင် minus 1ရပါတယ်ဟုတ်ပြီနော်ဆို I cube ဆိုရင်ဘာရမလဲကျွန်တော်တို့ဒီ square root of minus 1ကို3ကမြောက်မယ်ဆိုရင် minus 1 square root of minus 1ရပါတယ်ဆို I power 4ဆိုရင်ဒီ square root of minus 1ကို4ကမြောက်မယ်ဆိုရင် square root of minus 1အမြောက် square root of minus 1အမြောက် square root of minus 1အမြောက် square root of minus 1 minus 1ရမယ်အမြောက် minus 1ရမယ် minus 1 minus 1နဲ့မြောက်ဘာရမလဲဆိုတော့1ရပါတယ်ဆိုတော့ I ရဲ့တန်ဖိုးက square root of minus 1မှာ I square ဆိုရင် minus 1ရပါတယ် I cube ဆိုရင် minus 1 square root of minus 1ရပါတယ် I power 4ဆိုရင်1ရပါတယ်ကျွန်တော်တို့ I power 5ကိုကြွက်ကြည့်ရအောင် I power 5ဆိုရင်ဘယ်လောက်ရမလဲဒီ I power 4က1เนาะအမြောက် square root of minus 1ရပါတယ် I power 6ဆိုရင်ဘယ်လောက်ရမလဲI power 6ဆိုရင်ကျွန်တော်ဘယ်လောက်ရမလဲဆိုတော့ကျွန်တော်တို့ရေခုန I power 5ကို I နဲ့ထပ်မြောက်ပါမယ်ဆိုတော့ကျွန်တော်တို့ I power 5က square root 1အမြောက်1ဆိုရင်
minus 1ရပါတယ်ဟုတ်ပြီနော် I power 7ကိုတွက်ကြည့်မယ် I power 7ဘယ်လောက်ရမလဲ I power 6ကို square root of minus 1နဲ့ထပ်မြောက်မယ် minus 1 square root of minus 1ရပါမယ် I power 8ကိုတော့ဆိုကျွန်တော် I power 7ကို I နဲ့မြောက်ပါမယ်မြောက် minus 1 1ရပါတယ်နော်ဆိုတော့ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ပုံစံတွေကထပ်နေရတွေ့ရပါလိမ့်မယ်ကျွန်တော်တို့ဒီမှာ I ရဲ့အဖြေတွေအကုန်လုံးရေးကြည့်လိုက်ကြအောင် I က square root of minus 1 I square က minus 1 I cube က minus 1 square root of minus 1 I power 4 က1ဟုတ်ပြီနော်ကျွန်တော်ဒီမှာပြန်ကြည့်မှဆိုရင် I power 5ကဘယ်လောက်ရလဲဆိုတော့ square root of minus 1ရပါတယ် I power 6ကဘာရမလဲဆိုတော့1ရပါတယ် I power 7ကဘာရမလဲဆိုတော့ minus 1 square root of minus 1ရပါတယ် I power 8ကဘာရမလဲဆိုတော့1ရပါတယ်ဒီမှာကြည့်မှဆိုကျွန်တော်တို့ကနေပြီးတော့1နဲ့5နဲ့တူတယ်2နဲ့6နဲ့တူတယ်3နဲ့9နဲ့တူတယ်4နဲ့8နဲ့တူတယ်ဒီပတ်တန်ကိုတွေ့လာမှသိဘူးဒီပတ်တန်လေးကိုနော်ဒီပတ်တန်ကအရင်ရေးကြည့်ပါတယ်ဘာလို့ဆိုလဲဆိုတော့ကျွန်တော်တို့ကအမှပုတ်စာမှာအဖြေရှာမယ်ဆိုရင် I ရဲ့တန်ဖိုးတွေက4ကပြီးတိုင်းအစပြန်စတယ်နော် I power 1 to 4က value 4ခုရှိမယ် I power 5 to 8က value 4ခုရှိမယ်ဒီ4ခုကအမြဲတမ်းပြန်စနေပါတယ်ဆိုတော့ I power 9ဆိုရင်အဖြေကဘာရမလဲဆိုတော့square root of minus 1ရပါမယ် I power 10ဆိုရင် minus 1ရပါမယ် I power 11ဆိုရင် minus 1 square root of minus 1ရပါမယ် I power 12ဆိုရင်1ရပါမယ်သူက4ကလာပြီးတိုင်းမှာဒီ value တွေကပြန်စပါတယ်ပြန်လည်ပတ်ပါတယ်ဆိုတော့ဒီမှာကကျွန်တော်တို့ပတ်တန်လေးတစ်ခုပေါ်လာပါပြီနော်ဆိုတော့ကျွန်တော်တို့တွေကပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးအလွယ်လုပ်မလဲဒီလိုကျွန်တော်တို့ကအမြဲလုပ်မနေချင်ဘူးဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့မှာပုံသင်နည်းတစ်ခုကျွန်တော်ထုတ်ပါမယ်ပုံသင်နည်းကဘာလဲဆိုတော့ပတ်တန်ကိုသုံးပြီးတော့ဘယ်လိုပြန်ရှာမလဲဆိုရင်ကျွန်တော်တို့ I power 23ကိုရှာကြည့်အောင်ကျွန်တော်ခုနကပြောခဲ့တဲ့ I ရဲ့တန်ဖိုးတွေက4ကလာပြီးတိုင်းတစ်ခါပြန်လှည့်တယ်ဆိုတဲ့သဘောပြောခဲ့တယ်ဆိုတော့ကျွန်တော်တို့ကဒီ I ရဲ့ထပ်ဂိမ်းကိုကျွန်တော်4နဲ့စားမယ်ဟုတ်ပြီနော်4ကလာပြီးတိုင်းပြန်လှည့်ရမလို့4နဲ့စားမယ်ကဲ I power 23ဆိုတော့23ကို4နဲ့စားရင်ဘာရမလဲ5 20အကျွင်း3ကျန်တယ်နော်ဒီ3ဆိုရင်ကျွန်တော်တို့က I power 3ရဲ့တန်ဖိုးကိုယူရပါမယ်အကျွင်းစားလို့ပြတ်တယ်ဆိုရင်ကျွန်တော်တို့က I power 4ရဲ့တန်ဖိုးကိုယူရမယ်နှစ်ကျန်တယ်ဆိုရင်ကျွန်တော် I power 2ရဲ့တန်ဖိုးကိုယူမယ်တစ်ကျန်တယ်ဆိုရင် I power 1ရဲ့တန်ဖိုးကိုယူမယ်ဟုတ်ပြီနော်ဒါကျွန်တော် formula ပါ formula ကိုရေးမယ်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဒီ I ရဲ့မြောက်ဖော်ကိန်း n ကို4နဲ့စားရပါတယ်ပြီးသွားရင်ရတဲ့အကျွင်းကိုကျွန်တော်တို့ကဒီပတ်တန်ထဲမှာကျွန်တော်ထည့်ပြီးတော့စဉ်းစားပါတယ်ဟုတ်ပြီနော်ကဲဆိုတော့တစ်ခုတွက်ကြည့်မယ်ကျွန်တော်တို့ I တန်ဖိုးတစ်ခုတွက်ကြည့်မယ် I power ကျွန်တော်ထားပါတော့2026ဟုတ်ပြီနော်ကျွန်တော်တို့အရင်ဆုံး4နဲ့စားမယ်2026ကို4နဲ့စားရင်4 5 20 26ဆိုရင်ဘာရမလဲ4 6 24ဟုတ်ပြီနော်24နှစ်ကျန်တယ်နော်ဆိုတော့ဒီကျွန်တော်တို့ဒီအကျွင်းရဲ့ဒီအကျွင်းကိုကျွန်တော်တို့ဒီပတ်တန်မှာဒီအကျွင်းကိုကျွန်တော်ဒီပတ်တန်မှာထည့်မယ်ဒီအကျွင်းကိုဒီပတ်တန်မှာထည့်မယ် I power 2ဆိုရင်ဘာရမလဲရှာမှာကတော့ -1 ပါဆိုတော့ I power 2026ဒီ -1 ပါ